wine telephone ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဒီ challenge တွေကနေပြီးတော့ဗောနော်ကျွန်တော်ရဲ့ wine telephone channel ကနေပြီးတော့ကျွန်တော်တင်ထားတဲ့ဒီဟိုပါဗောဒိုက်ထိုးတဲ့နီးစနစ်တွေကိုသင်ပြပေးတဲ့ဗီဒီယိုလေးမှာဆိုရင်ဗောနော်ကျွန်တော်ကြံခဲ့တဲ့ပိုင်းလေးရှိပါတယ်ခင်ဗျာအဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းတောင်းပန်တယ်ဗောနော်အဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြောပြချင်တဲ့အပိုင်းလေးတွေရှိတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုထပ်ပြီးတော့လောက်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီဒိုက်ထိုးတဲ့ခါကြလို့ရှိရင်ဗောနော်ဒိုက်ထိုးတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ mind muscle connection လို့ခေါ်တဲ့ဒီပေါ့နော်ကျွန်တော်တို့ဒိုက်ထိုးရင်ဘတ်နဲ့ဒီကျွန်တော်တို့ရဲ့စိတ်ပေါ့နော်အာယုံကြောနဲ့ကိုပေါ့နော်ဆက်ပေးထားတဲ့ဒီကျွန်တော်တို့စိတ်ခံစားမှုပေါ့နော်စိတ်ခံစားမှုရပြီးလို့ရှိရင်ထိုးလိုက်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ရင်ဘတ်ကြက်သားကိုထိရောက်မှုရှိလားထိရောက်မှုပို့ပြီးတော့ရှိလားပေါ့နော်ထိရောက်မှုနည်းနေလားကိုယ်စိတ်ကတခြားကိုစိတ်ပြန့်လွင့်နေလားပေါ့နော်ဒီလိုမျိုးကိုကျွန်တော်တို့ကလိုက်ပြီးတော့ control လုပ်တဲ့ဟာကို mind muscle connection လို့ခေါ်ခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ mind muscle connection ကိုထိထိရောက်ရောက်လုပ်နိုင်တယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲပို့ပြီးတော့ထိရောက်မှုရှိတယ်ပေါ့နော်ဥပမာအနေနဲ့ကျွန်တော်တို့ခုနပြောတဲ့ဒိုက်ထိုးမှာပေါ့နော်ဒိုက်ထိုးတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကအပေါ်မှာစပြီးတော့ပေါ့နော်စပြီးတော့ start position ပေါ့နော် start position ကျွန်တော်တို့ plat ပုံစံမျိုးထောက်ထားတယ်ဗျာထောက်ထားတဲ့နေရာမှာတည်းကကျွန်တော်တို့ကဒီဟောပေါ့နော်စိတ်ကိုကျွန်တော်တို့အသက်ရှူထားမယ်ဆိုတဲ့အသက်ရှူအဝါရှူပြီးတော့ corporate ပေါ့နော် bike ကိုညှစ်ထားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သိထားဖို့လိုတယ်ခင်ဗျာပြီးလို့ရှိရင်အဲ့ဒီဟာကိုကျွန်တော်တို့ကအသက်ရှူလိုက်ပြီဆိုတဲ့ကိုယ်စိတ်ထဲမှာကငါတိုက်ထိုးတော့မှာပေါ့နော်တိုက်ထိုးမှာဖြစ်တဲ့ကြောင့်မလို့ငါရင်ဘတ်ကိုဒီကဟောပေါ့ focus ထားမှာပေါ့နော်စိတ်ကို focus ထားပြီးတော့ကျွန်တော်တို့ထိုးတဲ့ခါကြလို့ရှိရင်ဒီအပေါ်ကနေအောက်ထိလုံးဝဆင်းသွားတဲ့အချိန်မှာပေါ့နော် eccentric ပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ကဆင်းသွားတဲ့အချိန်မှာဟိုစိတ်ထဲကနေပြီးတော့1 2 3 4ပေါ့နော်ရီပြီးတော့ဆင်းနိုင်တယ်ဆိုလို့ရှိရင်ပေါ့နော်၄လောက်ထိရီပြီးတော့ကျွန်တော်တို့က result ဆင်းသွားနိုင်တယ်ဆိုလို့ရှိရင်တော့ဒါ mind muscle connection မိတယ်လို့ပြောလို့ရတယ်ဗျဒါပေမဲ့ကစားတက်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဒီ mind muscle connection ကိုကျွန်တော်တို့ control လုပ်ဖို့လည်းနည်းနည်းတော့ခက်ခဲမှုရှိနိုင်တယ်ခင်ဗျအဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီ mind muscle connection ကိုထိန်းချုပ်ဖို့တက်ဖို့ဒီမှာပေါ့နော်တစ်လေးတွေပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျပထမဆုံးအနေနဲ့ကျွန်တော်တို့ mind muscle connection လုပ်ဖို့တက်ဆိုလို့ရှိရင် mind muscle connection ဖြစ်ဖို့တက်ဆိုလို့ရှိရင်ဒီမှာ corporate ပေါ့နော် corporate ကိုတက်ရှူသိမ်းပြီးတော့ corporate လုပ်တတ်ဖို့ကိုအရင်ဆုံးလေ့ကျင့်ဖို့လိုပါတယ်ဗျအဲ့ဒီတစ်ချက်ကိုအရင်ဆုံးလေ့ကျင့်မှာပေါ့နော်ခုနပြောတဲ့အတိုင်းတက်ရှူသိမ်းတဲ့ခါကျကျွန်တော်နှာခေါင်းရှူသိမ်းမှရှူသိမ်းပြီးတော့အသက်ဝါအောင်ရှူသိမ်းပြီးတာနဲ့ကျွန်တော်တို့ bike ထဲကိုလေပြည့်ရောက်သွားပြီဆိုတာနဲ့ call ကို break ပေါ့နော်ညှစ်လိုက်ပါဗျညှစ်လိုက်တဲ့ခါကျလို့ရှိရင်ဒီ bike မှာကကျွန်တော်တို့ဒီဟိုပါပေါ့နော်ဘိုက်မှာတင်းအားတစ်ခုရပါဗျာတင်းအားတစ်ခုရပါလို့ရှိရင်ကျွန်တော်တို့လက်ဝဲထိုးသလိုပေါ့နော်လက်ဝဲထိုးတဲ့ခါကျလို့ရှိရင်လက်ဝဲထိုးတယောက်ကကိုယ်ဘိုက်ကိုလာထိုးတဲ့ခါကျလို့ရှိရင်တင်းထားတဲ့ပုံစံမျိုးမလားအဲ့လိုမျိုးတင်းထားတဲ့ဟာကိုကျွန်တော်တို့ complete ပေါ့နော်ကောတိုက်ပေါ့နော်တော့တင်းနေဗျာတင်းနေတဲ့ခါကျလို့ရှိရင်ဥပမာဗျာကျွန်တော်တို့ဒီပစ္စည်းတစ်ခုဖိမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့အောက်မှာဘောလုံးတစ်လုံးရှိရဆိုပါစို့ဗျာအဲ့ဘောလုံးကလေမရှိဘူးဆိုလို့ရှိရင်အဲ့လေမရှိတဲ့ဘောလုံးကိုဖိချလိုက်လို့ရှိရင်ကျွန်တော်တို့ပြားမှာပဲလीနော်အဲ့ခါကျတော့ကျွန်တော်တို့ကဒီဘောလုံးလေပြည့်နေတဲ့လေတင်းနေတဲ့ဘောလုံးတစ်လုံးကိုကျွန်တော်တို့ဖိချသူ့ရဲ့တန်ခံနိုင်တဲ့ဘောပေါ့နော်အဲ့ဟာနဲ့ကျွန်တော်တို့ဖိချမယ်ဆိုရင်တော့မှကျွန်တော်တို့မပြားသွားဘူးပေါ့နော်ခံနိုင်ရှိတယ်ပေါ့ဗျာအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်ဒီဘိုက်ကခံနိုင်ရှိတယ်ဗျာခန္ဓာကိုယ်ဘောလောက်ကတော့ကျွန်တော်တို့ဘိုက်က AC ပဲပေါ့နော်ခံနိုင်ရှိတယ်အဲ့ဒါကြောင့်မို့လို့ဒီဘိုက်ကိုကျွန်တော်တို့ corporate လုပ်လိုက်မယ်အဲ့တစ်ချက်ကိုပထမဆုံးပေါ့နော်ဒီလေ့ကျင့်ဖို့လိုပါတယ်ခင်ဗျာဒုတိယတစ်ချက်အနေနဲ့ကြတော့ဒုတိယတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်အနေနဲ့ကြတော့ကျွန်တော်တို့ကဒီအသက်ရှူသွင်းပြီးတော့ရှူထုတ်တဲ့ခြေကိုလည်းတီးဖို့လိုတယ်ဗျာရှူထုတ်တဲ့ခြေကဘယ်ချိန်လဲဆိုတော့ကျွန်တော်အောက်ဆုံးပေါ့နော်အနေဆုံးရောက်သွားတဲ့ချိန်ပေါ့နော်အဲ့ဒီ eccentric bike ကိုအပြည့်ရောက်သွားတဲ့ချိန်မှာကျွန်တော်တို့ကဒီပေါ့နော်ရှူသွင်းပြီးတော့ဆင်းသွားပါပေါ့နော်ဆင်းသွားပြီးတော့ဒီအောက်ရောက်သွားလို့ရှိရင်ကျွန်တော်တို့ကဒီ bike ကိုလုံးဝညှစ်ထားမှာပေါ့နော်ညှစ်ထားပြီးတော့အသက်ကိုမထုတ်သေးဘူးဗျာမထုတ်သေးဘဲနဲ့အပေါ်တွန်းနေတဲ့အချိန်မှာကျွန်တော်တို့ထုတ်မှာပေါ့နော်ဒီကစားနည်းတော်တော်များများပါဗျာကျွန်တော်တို့ကအားထုတ်တဲ့အချိန်မှာအသက်ရှူထုတ်ရမယ်ဆိုပြီးတော့လေ့လာရတယ်ပေါ့နော်အဲ့ဒါကြတော့အားထုတ်တဲ့ချိန်ဆိုဘယ်ချိန်လဲပေါ့ကျွန်တော်ဒိုက်ထိုးတဲ့ခါကျလို့ရှိရင်အားထုတ်ရင်အပေါ်တွန်းတင်တဲ့ခါကျဒိုက်ထိုးတာအားထုတ်တာပေါ့နော်အပေါ်တွန်းတင်လို့ရှိရင်ခန္ဓာကိုယ်ရဲ့ဒီကျမ်းမြန်နေပြီးတော့အပေါ်ပိုင်းကိုတွန်းနေတဲ့ခါကျလို့ကျွန်တော်အားဆိုင်ရတာပေါ့နော်အဲ့အားဆိုင်တဲ့ခါကျရင်လည်းကျွန်တော်တို့ရင်ဘတ်ကိုသေချာလေးပေါ့နော် focus ထားမှာပေါ့နော် focus ထားပြီးတော့ဒီရင်ဘတ်မှာကျွန်တော်တို့ကဒီတစ်ခုခုပေါ့နော်ကိုပေါ်ဖိထားတယ်ကိုကအားနဲ့တွန်းထိုးရမယ်ဆိုတဲ့ဟာမျိုးကိုဗျာစိတ်ကခံစားပြီးတော့တွန်းမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီရင်ဘတ်ကိုပို့ပြီးတော့ထိရောက်မှုရှိစေတယ်ပြီးလို့ရှိရင်ဒီခုနပြောတဲ့ mind muscle connection ပေါ့နော်ပို့ပြီးတော့ရစေတယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အပေါ်တက်တော့မဲ့ချိန်မှာတစ်ခါကျရင်ကျွန်တော်တို့မှားပြီးတော့ဗျာအသက်ရှူထုံးပြီးတတ်တယ်ပြီးတော့မြင်လဲလို့ရှိရင်ခုနပြောတဲ့ mind muscle connection မမိတဲ့ပြင်ကိုမှ
ဘယ်လိုပြောရမလဲမိုင်းမဆယ်connection မမိတဲ့ပြင်မှာဒီအားမရှိတော့ဘောနော်အားလည်းမရှိတော့ဘူးအပေါ်ရောက်ဖို့တော့ကိုအရန်ကမှရုန်းကန်ရတာပေါ့ဗျာကျွန်တော်တို့ရဲ့အတွေ့အကြုံရဆိုလို့ရှိရင်ဒီဘက်ကိုပေါ့နော်ဒီဘက်ကိုစိတ်ကရောက်သွားပြီပေါ့နော်အသက်ရှူထုတ်တဲ့ဘက်ကိုမှုတ်ထုတ်တဲ့ဘက်ကိုစိတ်ကရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီသိပ်ပြီးတော့ပေါ့နော်အားမရှိတော့အဲ့ကြတော့အသက်ရှူထုတ်မှန်ဖို့အတွက်ကိုဒီနံပါတ်2ချက်လည်းအရေးကြီးတယ်ပေါ့နော်နံပါတ်2ချက်ကဘယ်ချိန်မှာရှူထုတ်ရမလဲပေါ့နော်အဲ့ခါကျတော့နံပါတ်3ချက်အနေနဲ့ပို့ပြီးတော့ရေးကြည့်တာကနားရမလားမနားဘူးပေါ့နော်နားရမလားမနားဒီတစ်ချိန်နဲ့တစ်ချိန်ကြားမှာကျွန်တော်တို့ကခဏလေးပေါ့နော်တစ်စက္ကန့်လောက်ပဲစက္ကန့်2စက္ကန့်လောက်ပဲနားပေးတင်တယ်ဗျအကြာကြီးပေါ့နော်ဒီလိုထောက်ပြီးတော့ကြာကြီးနားထားတာဖြစ်ဖြစ်အလေးမှပြီးတော့ကြာကြီးနားထားတာဖြစ်အဲ့ခါကျလို့ရှိရင်မဆယ်တဲ့ညောင်းလာပဲနောက်ထပ်လှုပ်ဖို့အတွက်ကိုအချိန်သိမ့်မရတော့ဘူးနော်ဒီအားမရှိတော့အဲ့ကြတကယ်အရန်ညောင်းတယ်လို့ကိုကနောက်ဆုံး red ထိပေါ့နောက်ဆုံးအချိန်ပေါ့နော်ကိုကညှင့်မယ်ဆိုတော့မှနားတာမျိုးကတော့ပို့ပြီးတော့ဆင်ပြေတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီတွေ့ကြုံရပါတော့ဒီလိုမျိုးပြောပြချင်ပါတယ်ခင်ဗျာအဲ့ဒါနောက်ဆုံးနားတဲ့အချိန်ကတော့ကျွန်တော်တို့အပေါ်ရောက်ပါပါနော်အပေါ်ရောက်ပါပြီဆိုလို့ရှိရင် flat ပုံစံမှာ start position ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကနားရင်းနဲ့ကျွန်တော်တို့ကအသက်မှုတ်ထုတ်ပြီးတော့မှအောက်ပြန်ဆင်းလို့ရှိရင်ရှူသွင်းရင်လည်းတခါတည်းပထမကြိမ်လိုမျိုးပေါ့နော်ပြန်လုပ်မှာပေါ့နော်ပြန်လုပ်တဲ့ခါကျလို့ရှိရင်လည်းကျွန်တော်တခြားကိုစိတ်ရောက်မနေပဲနဲ့ပေါ့နော်ဘေးကအတန်တွေတို့ဒီချင်းတန်တွေပေါ့နော်စိတ်ရောက်နေတာမျိုးမဟုတ်ပဲနဲ့ကိုယ့်ကို focus ထားနိုင်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်လို့ကျွန်တော်ကပြောကြချင်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ဒီလောက်ပဲကျွန်တော်ကဒီရှင်းပြပေးချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဗီဒီယိုရမ်းရှည်သွားရင်လည်းဒီချက်ကိစ္စနဲ့ပေါ့နော်ရင်ဘတ်တော့တဲ့လိုက်ထိုးတဲ့ကိစ္စနဲ့တင်ကျွန်တော်အချိန်ရမ်းအများကြီးယူရတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့တွေလည်းအချိန်ကုန်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်အထီးထီးမိမိလေးဖြစ်အောင်ဒီ3ချက်လေးကိုလုပ်ကြည့်ပေါ့နော်ပထမတစ်ချက်ကကျွန်တော်တို့start position မှာအသက်ဘယ်လိုရှူရမလဲပေါ့နော် call ကိုဘယ်လို break လုပ်ထားရမလဲပေါ့နော် call break မလုပ်ဘူးဆိုလို့ရှိရင်ဒီဟာကကျွန်တော်တို့မလုပ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ပြောချင်ပါတယ်ဗျာနံပါတ်2ချက်ကတော့ကျွန်တော်တို့အောက်ရောက်သွားပြီဆိုလို့ရှိရင်လည်းအသက်ကိုချက်ချင်းမမှုတ်ထုတ်သေးတယ်အပေါ်တက်မှမှုတ်ထုတ်မယ်အဲ့မှုတ်ထုတ်တဲ့ခါကျရင်လည်းကျွန်တော်တို့ကဒီတေချာလေးပေါ့နော်အပေါ်ရောက်မှညှစ်ပြီးတော့မှုတ်ထုတ်လိုက်ဆိုလို့ရှိရင်ကိုအားလည်းပိုရှိတယ်ပေါ့နော်ကောဘိုက်ထဲမှာလေးပြည့်နေတဲ့ပြတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အပေါ်တက်အောက်ဆင်းကိုတေချာလေးလုံနိုင်ရပေါ့နော်နောက်ဆုံးတစ်ခါကတော့ဒီနှစ်ခုလုံးပြီးသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပြန်ပြီးတော့နားတယ်ပေါ့နော်ပထမတစ်ချိန်လိုမျိုးဒီရက်တစ်ချိန်ကိုထပ်ပြီးတော့လုံနိုင်ဖို့အတွက်ကိုပြန်နားတဲ့ဟာကိုကျွန်တော်တို့ကလုံနိုင်ဖို့အတွက်အခြားမှာစက္ကန့်2စက္ကန့်လောက်နားပြီးလို့ရှိရင်ထပ်ပြီးတော့စမယ်ပေါ့နော်အရင်5စက္ကန့်လောက်10စက္ကန့်လောက်နားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်သိမ့်မလုံနိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးနေထားရရှိတဲ့ကြောင့်မလို့လိုက်ပြီးတော့လုပ်ကြည့်စေချင်ပါတယ်ခင်ဗျာလုပ်ကြည့်ပေးလို့တစုံတရာအကြောင်းထူးတယ်ပြီးတော့ကိုအရင်တော့လုံနေတာတဲ့ပို့ပြီးတော့လုံနိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကို comment မှာစင်ပြေတဲ့ပုံစံနဲ့ရေးသွားပေးလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီ channel လေးကနေပြီးတော့ကျွန်တော်ဒီလိုမျိုးတက်အထွေလေးတွေကိုကျွန်တော်မျှဝေပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဟုတ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ White Fitness Channel ရဲ့ founder ရဲ့ရဲရင်ဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် bye